ချမ်းသာကြွယ်ဝသူများချမ်းမှာအတူယူတင်သည့်စိတ်နေသဘောထားဆဲချက်လောကမှာတကယ်တမ်းအောင်မြင်ချမ်းသာနေသူတွေကိုလေ့လာကြည့်ရင်သူတို့မှာတာမန်လူတွေနဲ့မတူတဲ့ထူးခြားတဲ့စိတ်နေသဘောထားနဲ့အလေးကျင့်ကောင်းတွေရှိနေတတ်ကြပါတယ်။ငွေကြီးတွေမကပဲစိတ်ပိုင်းဆိုင်ရာပါကြွယ်ဝချမ်းသာသူတွေစီကနေကျွန်တော်တို့အတူယူလေ့လာတဲ့စိတ်နေသဘောထားဆဲမျိုးကိုဖော်ပြပေးလိုက်ပါတယ်။တန်ဖိုးရှိလို့အဆုံးထိနားထောင်ကြည့်အောင်နော်။တဲ့စကားနဲ့ပြီးနားထောင်မှုကိုဦးစားပေးခြင်းသူတို့ကအများကြီးပြောဆိုနေမယ့်အစားတခြားသူတွေရဲ့အမြင်တွေကိုနားထောင်လေ့လာတာကိုပိုနှစ်သက်ကြတယ်။ပြောလိုက်တဲ့စကားတိုင်းကလည်းအနှစ်သာရရှိပြီးတန်ဖိုးရှိတာကိုသာပြောတတ်ကြပါတယ်။နှစ်မိမိအားနည်းချက်ကိုဝန်ခံရခြင်းကိုမသိသေးတာတွေလေ့လာစရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုအမြဲတမ်းပြုမိကြတယ်။ဒါကြောင့်လေအသိပညာအသစ်တွေကိုသင်ယူဖို့ဖယ်ရှင်မဆိုအသင့်ရှိနေကြပါတယ်။သုံးဝါကြွားမှုကင်းစင်ခြင်းအောင်မြင်မှုတွေကိုအတန်ကြေကျန်နဲ့လိုက်လံကြွားဝါနေမယ့်အစားသူတို့ရဲ့ရလဒ်တွေကပဲတတ်သိပြပါစေဆိုတဲ့မူဝါဒကိုကွင်ဆွဲထားကြပါတယ်။၄နှင်းချအလိုက်သေးခြင်းဉာဏ်ရည်ထက်မဲ့ပြီးအကြီးချင်းရှိပေမဲ့လေတစ်ဖက်သားအပေါ်မာနထားခြင်းမရှိဘဲနူးညံ့တိမ်မွေ့စွာဆက်ဆံတတ်ကြပါတယ်။၅ရေသွေးရှိသောလူမှုပတ်ဝန်းကျင်ကိုသာရွေးချယ်ခြင်းသူတို့မှာရင်းမိတဲ့တငယ်ချင်းနဲပါတတ်ကြတယ်။လူတိုင်းနဲ့ခင်မင်အောင်နေတတ်ပြီးမြဲသူတို့နဲ့အတွေးခေါ်ခြင်းတူပြီးတိုးတက်လို့စိတ်ရှိတဲ့သူတွေကိုသာအနီးကပ်ပေါင်းသင်းလိရှိပါတယ်။၆ထိရောက်သောမိကုံးညာမိတတ်ခြင်းအပေါ်ယံလိလာတာထက်အရာရာကိုနက်နက်နဲနဲနားလေအောင်အဓိပ္ပာယ်ရှိတဲ့မိကုံးတွေကိုမင်းမြန်ဆန်စစ်တတ်ကြပါတယ်။ခုနှစ်ဟာကွက်များကိုရှာဖွေပြင်ဆင်တတ်ခြင်းလုပ်ငန်းခွင်ဖြစ်စေစနစ်တစ်ခုဖြစ်စေချိုးယွင်းချက်တွေကိုထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီးအဆိုပါအားနည်းချက်တွေကိုအခွင့်အရေးထိပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ရှစ်စာဖတ်ခြင်းဖြင့်အသိပညာကိုဖြည့်တင်းခြင်းစာဖတ်ခြင်းဟာအကောင်းဆုံးယဉ်ကျေးမှုနဲ့မှုလို့ယူဆကြတယ်။အမြဲတစေစာဖတ်ပြီးသူတို့ရဲ့အသိပညာဗဟုသုတကိုအစင်းမြင့်တင်းနေစားသူတွေဖြစ်ပါတယ်။ကိုလူအကဲခတ်မြန်ခြင်းထိုးထွင်းသိမြင်စွမ်းမြင်များတာကြောင့်တခြားသူတွေရဲ့စစ်မှန်တဲ့စိတ်နေသဘောထားနဲ့ရည်ရွယ်ချက်တွေကိုကောင်းကောင်းခံမှန်းသိရှိနိုင်ကြပါတယ်။တစ်ဆယ်အချိုးမဲ့ငင်းကုန်မှုများကိုရှောင်ကျဉ်ခြင်းအချိန်ကိုတန်ဖိုးထားတာကြောင့်မလိုအပ်တဲ့အငင်းခုန်တွေနဲ့ပฏิပတ်ခတ်တွေထဲမှာအချိန်ဖြုံးလေမရှိဘဲတည်ငြိမ်စွာရှောင်ရှားတတ်ကြပါတယ်။သင်သိထားရမှာကချမ်းသာကြွယ်ဝခြင်းဆိုတာကံတရားတစ်ခုတည်းကြောင့်မဟုတ်ဘဲအချက်ပစိတ်နေသဘောထားတွေကိုလက်တွေ့ကျင့်သုံးပြီးစ조사အားထုတ်မှုရဲ့ရလဒ်ပဲဖြစ်ပါတယ်။ဒီအချက်30တဲကမိမိမှာလိုအပ်နေတဲ့အချက်တွေကိုဖြည့်ဆန်းပြီးအောင်မြင်တဲ့ဘဝပိုင်ရှင်တွေဖြစ်အောင်စ조사ကြည့်ကြပါစို့။သင်တို့အကျိုးရှိတဲ့ဆိုရင်အတဲပေးပြီး share ခဲ့ဖို့မမေ့နဲ့ဗျာ။